မင်္ဂလာပါရှင်။ဆီယာမနှင်းစီအောင်ရဲ့ချောရိုင်တက်သူများဆိုတဲ့ဝတ္ထုတို့ကလေးကိုဖတ်ပြပါရစေရှင်။ကြပြာကိုပါစနယ်လောက်ရေးဖို့တိတ်ရှက်တဲ့ကောင်မတဲ့။ခင်အောင်အေးကပြောတယ်။ကိုလှတန်းဆုံးမချိန်ကပေါ့။အဲ့ဒါကိုတော့ငါတကယ်ခိုက်သွားတယ်ကိုတော့။တစ်ချိန်ကငါမှလည်းအဲ့ဒီလိုစိတ်မျိုးအပြည့်ကြီးရှိခဲ့တာကိုခုတော့လူကအသက်ရလာလို့လားမသိဘူးအောက်မေ့စရာတွေတန်းတစရာတွေတိတ်များလာတယ်များလွန်းတော့ရင်ထဲမဆက်တဲ့အခါဖွင့်ထုတ်ပြစ်လိုက်ခြင်းနဲ့အဲ့ဒီအခါရောက်တော့ချစ်ခင်မျက်နှာအပ်သောလေးစားဂုဏ်ပြုအပ်သောအဖြစ်ပါစနယ်တချို့ရေးပြစ်တယ်မဖြစ်မနေလိုအပ်စွာရေးမိတယ်အဲ့ဒီလိုရေးမိတဲ့အတွက်ဝင်းမင်းထွေးရေးတဲ့ရရဆက်ဆက်သခြင်းထဲမှာမုံသွားစမ်းလို့များတော့မပြောဘူးဆိုသလိုငါကလည်းခွင့်လွတ်ပါလို့များတော့မပြောဘူးကိုတော်သိလားရေးပါရစေလို့တော့ခွင့်တောင်းပါတယ်အခုတလောငါရဲ့တတိယချင်းတွေနေ့အပေါ်တဖွဲဖွဲရွာချမိပေါ့ကိုတော်တရက်ကခတ်ဆောင်းဆောင်းညက်နေအိုတဲ့ဖျားပွဲတစ်ခုကိုဖြတ်လာမိရသားကြုံခဲ့တယ်ဖျားပွဲထုံးစံအတိုင်းညော်ငွေတွေဖုံငွေတွေလူငွေတွေဟာဟိုကဒီကလွင်းလို့အဲ့ဒီပွဲမှာကလေးတွေကအုံလိုက်ခဲလိုက်ငေးကြလို့ဟောချောတိုင်ထိတ်မှာလူတယောက်တိုင်ထိတ်မှာတကြတနထိုင်းပြီးပကံပြားတစ်ချက်ကိုလက်တန်းလောက်တုတ်ထောက်ပြီးမှုရမ်းပြနေလိုက်တာလူတွေကလည်းမော့ကြည့်နေလိုက်ကြတာများအုံနဲ့အင်းနဲ့ဟဲကိုတော်ကြီးအဲ့ဒီလူချောတိုင်ဘောကနေစောက်ထိုးဆင်းလာတယ်သူ့ဖြတ်တန်းမှုကသူတကာထက်စမ်းကျင်နေတာသူ့ဘဝရဲ့ဝမ်းမီလောင်စာကြောင့်လားအထုံပါခဲ့လို့လားမသိဘူးနော်လက်ခုပ်တန်တွေစုတော်ငွေတွေရဲ့ကြားမှာအဲ့ဒီလူလက်ပိုင်းဟာတင်ငိမ်တဲ့မျက်နှာနဲ့ရက်လို့အသားညူညူမောင်းမောင်းလူကကြစ်ကြစ်တန်တန်မျက်လုံးတွေကခက်ဝေးဝေးစီစားရလို့ငါနဲ့ကိုတတိယလိုက်တာကိုတော်ကြီးကြပြရေးရတဲ့ဘဝဟာချောတိုင်တက်ရတယ်လို့ပါပဲရူစီတာရဲ့နင်ပြောဘူးတယ်အဲ့ဒီတုန်းကငါတို့30ကျော်အရွယ်တွေနင်ပြောနေတုန်းကအဲ့ဒီစကားအတိတ်ပဲကိုသိတာလို့ဘာလို့ရှိခဲ့ပေမဲ့တေချာစဉ်းစားကြည့်တော့ခုထိတိတိကျကျနားမလည်နိုင်သေးဘူးနင်ပြောနေတုန်းကငါစိတ်တွေလွန်ဆွဲနေသူလက်ထဲကလွန်ကျိုးစီရောက်နေခဲ့တယ်ဘဝဆိုတာကျိုးကလေးတွေအများကြီးစုပြီးကျစ်ထားတဲ့လွန်ကျိုးကြီးနဲ့တူလိုက်တာကိုတော်ရဟိုဘက်ဒီဘက်ဆွဲနေကြတာတော့တေချင်းနဲ့ရှင်ချင်းထင်ပါရဲ့လို့ငါကပြောနေမိတယ်နင်ကအဲ့ဒီလိုဆိုရင်မိမတယောက်ရဲ့ဖြစ်တည်မှုကြိုးတစ်ချောင်းအနုပညာဆိုတဲ့ကြိုးတစ်ချောင်းမိသားစုဆိုတဲ့ကြိုးတစ်ချောင်းပေါင်းကျစ်လိုက်ရင်နှင်းစီအောင်ဖြစ်ပြီးပေါ့တဲ့ငါရဲ့ကြိုးတွေကအဲ့လောက်မကဘူးဟာကိုတော်ရငါကတပြိုင်နက်ထဲမှာသမီးလည်းဖြစ်တယ်အမေလည်းဖြစ်တယ်မိန်းမသားလည်းဖြစ်တယ်အဲ့ဒါလည်းကျိုးတွေပဲနောက်တစ်ခါအနုပညာဆိုတဲ့အထက်မှာငါထားခဲ့တဲ့ယုံကြည်ခြင်းတွေစွန့်လွတ်ရခြင်းတွေပေးဆက်ရမှုတွေရှိသေးတယ်ဘဝအပေါ်မိတ်ဆွေတွေအပေါ်ထားရှိတဲ့သစ္စာတရားနဲ့ခံယူချက်တွေတော်ပါတော့ရိုစီတာဟာဒီလိုသာဆိုရင်တော့နေအနေလက်ခတ်အသေးလက်ခတ်အောင်မယ်လို့နင်ပြောခဲ့တယ်မှန်လိုက်တာကိုတော်ကြီးငါဘဝတစ်လျှောက်လုံးဘယ်ဟာကိုမှအလွယ်တကူမရခဲ့ဘူးအမြဲတမ်းခက်ခဲခဲ့ရတယ်အခုအသက်50ကျော်ကမှအလုပ်တစ်ခုစလုပ်နေတာသိရင်နင်ဘလို့များပြောအောင်မလဲလို့သိချင်လိုက်တာဒီတစ်ခါအလောက်ကဝါသနာနဲ့နီးစပ်ပြီးမိသားစုရဲ့ငွေကြေးအခက်အခဲကိုအသင့်အတင့်ပြည်လဲစေတာကြောင့်လုပ်မိတာပါအဲ့ဒီအလောက်တိုက်ရှိတဲ့မင်္ဂလာဈေးကိုတွေ့တာတဲ့စိတ်အခမ်းလဲငါမှရှိတယ်အလောက်လာတိုင်းအလောက်ပြန်တိုင်းတယောက်နဲ့တွေ့မလားစုံမလားလဲထင်မိတယ်အဲ့ဒီမင်္ဂလာဈေးရဲ့အတိတ်မြေသားထဲမှာနင်းတို့ငါတို့ဒရက်တို့ជីချိုးတို့အမကြီးချစ်ချင်းလိုင်တို့ရဲ့ခြေရဟောင်းတွေရှိတယ်တခါတလေတခွတ်နီးတို့ကိုထက်ရေဦးတို့ညိုလေးညိုတင်လှတို့တောင်ပါလာတတ်သေးတယ်နေဝင်ဖြတ်မှာလေးတန်ရှိတဲ့မင်္ဂလာဈေးအပေါ်တက်ကနေမန္တလေးမြို့ကြီးရဲ့ပြရှုခင်းကို
ရက်ငင်းမိတဲ့ရက်တွေဆိုငါနေမကောင်းချင်တယ်လို့ခံစားရတယ်ဒါပေမဲ့မငေးပဲမနေနိုင်ဘူးလမ်း30မြောက်ဖက်တန်း83လမ်းနဲ့82လမ်းကြားအလယ်လောက်လူနေအိမ်တချို့အထက်မြင့်ကြီးတွေမတက်သေးတာကြောင့်မှုံဝေဝေမြူတွေကြားမှာမန္တလေးတောင်တော်ကျက်တရီအပြည့်ရှိနေတာမြင်ရတယ်မြို့တော်ခမ်းမကြီးရဲ့ထိပ်ဖျားလွတ်လပ်ရေးကြောက်တိုင်ရဲ့ထိတ်ချွန်လေးအပါအဝင်မင်္ဂလာတကားရဲ့ပြတ်တက်မွန်းချွန်ကလေးကိုပါမြင်ရသေးတယ်အောင်ပင်လေကိုတော့စိတ်မှန်းနေတာမှန်းယုံပဲရှိတယ်အနောက်ဖက်မျက်နှာစာမျှော်ကြည့်ရင်အာနန္ဒာဖရားရဲ့တွဲလျလျတီတော်မူဟန်အထွတ်ကိုအဝေးမြင်တပေမရှိတရှိဖူးမြင်ရသေးတယ်ဒါတောင်ရိုးရအမိုးတွေလိုကော့ပြန်မြင့်သွန်းချွန်းနဲ့မြင့်မြင့်သွန်းသွန်းအဆောက်အဦကအရှိဘက်လက်ထွာစာလောက်ကွာနေလို့မြင်ရတာမျိုးအဲ့ဒီအဆောက်အဦသာအနောက်ဘက်လက်ထွာရွှေ့လိုက်ရင်အာနန္ဒာကိုကွယ်သွားမှသိကြတယ်နေရာတိုင်းအသစ်တွေကကောင်းငင်စီတက်မဲ့တကယ်ကဲလေခင်မောင်တို့မိုးမိတ်ဘာသာပြန်နဲ့ကျွန်တော်အမေရိကစာအုပ်ထဲကတောင်ဘက်ကာရိုလိုင်းနားမှာမြည်သည့်အဆောက်အဦသစ်မှစိန့်ဖီလစ်ဘုရားကျောင်းထိပ်ကဆွတ်လင်မွန်းချွန်ထက်မမြင်ရလို့သတ်မှတ်ထားတာကိုတွားသတိရမိတယ်ငါလဲလေမြည်သည့်အဆောက်အဦသစ်မှမန္တလေးတောင်ထက်မမြင်ရလို့သတ်မှတ်ချင်စိတ်ဖြစ်လာတယ်ဘသူကိုမှချပြလို့မရတဲ့အတွေးတွေနဲ့လှေကားတွေပေါ်ငုံငိုင်ငိုင်နေရင်မင်္ဂလာဈေးအောက်ကိုဆင်းခဲ့ရတာခဏပဲနင်သာရှိနေရင်တော့နေတော်ခတ်ပါလားနှင်းစီအောင်သူများကောင်းစားတာမုဒိတာပွားစမ်းပါလို့ပြောမှသေးကြတယ်ငါမုဒိတာပွားတာတွေရှိပါတယ်ကိုတော်ရငါပြောပြမယ်တိတ်ပံလန်းတောင်ဘက်က꿰လိုက်ရင်စောက်လုပ်ရေးဆိုင်အကြီးကြီးတစ်ခုရှိတယ်နေလုံးဝမရှိတော့ပေမဲ့အလင်းစတချို့ကျန်းနေတတ်တဲ့မှောင်ရိုးမှောင်ရီအချိန်နဲ့မိုးပေါ်ကိုလွတ်တက်နေတဲ့ဝင်းချီဆက်ကြီးရဲ့အရေးမဲမဲရရကြီးရဲ့ထိုးထောင်တန်ကြီးတန်ခွေးတွေရဲ့ဒေါင်လိုက်အရေးတွေရဲ့တောင်ပူစာတစ်ခုလိုမို့မောက်နေတဲ့ကြောက်စရစ်ခဲပုံနဲ့သဲပုံတွေရဲ့ကြောင်မှုန်ကြိတ်တာလားဖိလက်မြေဖြော်တာလားမသိတဲ့ဝုန်းဝိုင်းမြင့်ကျူးရှိလာတဲ့ကိုယ်တယ်ကြီးနှစ်ခုအားရှိပါရှိရှင်ရက်နေတာရဲ့ကိုမြင်ရရင်သိကြည်နေတာပဲအဲ့ဒီနေရာမှာနိုင်ငံတကာအဆင့်အားကစားနေမြေကြီးတစ်ခုတည်နေရလေအဲ့ဒါကိုတိတ်ဝမ်းသာမိတယ်ဘာလို့လဲဆိုတော့ပညာသင်စရိတ်ကြီးလွန်းမတက်နိုင်တဲ့ကလေးတွေအတွက်အဖိုးတန်တဲ့အရေးပါတဲ့နေရာတစ်ခုဖြစ်လာမှာမို့လို့ပဲသူတို့အတွက်စင်တစင်ရှိလာမှာမို့လို့ပဲခုလောလောဆယ်အလုတ်သမားတွေအလုတ်ရလို့ဝင်ငွေရကြတယ်ဒါကြီးပြီးသွားရင်သူတို့သားတွေသမီးတွေအဲ့ဒီမှာသင်ယူခွင့်ရကြရမှာမို့ကျေနပ်ပါတကယ်လိုအပ်နေသူတွေလက်ထဲစိုက်မြိုက်ရောက်သွားရင်မင်္ဂလာပေါ့ကိုတော့တကယ်လူသူတွေကတကယ်ရမယ်ဆိုရင်တကယ်ဝမ်းသာစရာကြီးပေါ့ဟာတခါတလေစပိန်တစည်းနဲ့မြို့ထဲရောက်သွားတဲ့အခါတိုက်ကြိုတိုက်ကြားမှာသွမိုးထရံကအင်္ဂလိပ်တစ်လုံးတစ်လေးညက်ပြီးရှိနေတာမြင်ရရင်လဲဝမ်းမြောက်မိတယ်အဲ့ဒီအင်္ဂလိပ်ရဲ့ခန္ဓာရည်ရှိမှုကိုဂုဏ်ပြုမိတယ်နေနဲ့ဒရက်ကရိုစီတာလို့ခေါ်လိုက်နှင်းစီအောင်လို့ခေါ်လိုက်နဲ့ခေါ်တတ်တဲ့ငါမှာအဲ့ဒီလိုအကန့်ကလေးတွေရှိပါတယ်ငါကြည်နူးတဲ့ဝမ်းသာတတ်ပါတယ်ဟာတခုပဲကြာဝမ်းသာရအောင်လို့ခုနအင်္ဂလိပ်ရှိရလမ်းကိုနောက်ထပ်မသွားတော့ဘူးအဲ့ဒီအင်္ဂလိပ်တစ်ခုဖြစ်သွားတာမမြင်ချင်ဘူးခုနေများနင်းရှိသေးရင်ဘာတွေဘလို့လုပ်နေမလဲမသိဘူးနော်83လမ်းမီးပွိုင်းကလူအုပ်ထဲမှာအသားညိုမျက်နာချိုစပိန်အိုနဲ့လူတယောက်ကိုမြင်လိုက်ရင်ထိတ်သွားတယ်နင်းများလားထင်မိတယ်ကိုတော့